လောကလူတွေဟာလူဘဝရောက်လာတဲ့အခါမှာလူတိုင်းဟာဆုံကြတာမဟုတ်ဘူးပေါ့ဆုံမိတဲ့လူတွေမှာလည်းပဲအချင်းချင်းညှိနှိုင်းထားတာမဟုတ်ပေမဲ့လို့သဘာဝချင်းတူညီတဲ့ပုဂ္ဂိုလ်တွေဟာဆုံမိကြတာပဲဒီကနေ့ညဝမ်းတွင်မြို့ကအာကစားကွင်းကြီးအတွင်းမှာဆုံတယ်ဆိုတာလေတူညီတဲ့စိတ်ဆန္ဒတွေကြောင့်ဆုံတယ်လို့ဒီလိုပြောအောင်အဲ့လိုဘုံဘဝမှာဆုံမိကြတာတွေနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာဟာလောကလူသားတွေလူဘဝရလာပြီးတော့တဏှာရမှာဆုံကြရတယ်ကြုံကြရတယ်တွေ့ကြရတယ်ဆိုတာတွေကအတွင်းဓာတ်ခန္တီတူညီတဲ့သဘောနောက်ခံအကြောင်းတရားတွေထင်ရှားရှိနေတယ်ဆိုတာကိုဓာတုတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားကဟောထားတာရှိတယ်ဆုံတယ်ဆိုတာအကြောင်းမဲ့ဆုံတာမဟုတ်ဘူးတဲ့ဓာတုသောဝဘိက္ခဝေတတ္တာတန်တန်ဒန္တိသမင်းတိဆုံကြတယ်တဦးနဲ့တဦးဆုံပြီးကြတယ်တဏှာမှာဆုံကြတယ်တွေ့ကြတယ်ဆိုတာစိတ်ဓာတ်ချင်းအတွင်းကံတဘာဝချင်းတူညီတဲ့ပုဂ္ဂိုလ်တွေဆုံတာလို့တူညီမှုကိုအကြောင်းပြုပြီးတော့ဆုံတယ်လို့ဒီလိုပြောအဲ့တော့ဒီနေရာတရားပွဲမှာဆုံတဲ့လူတွေရှိတယ်တခြားနေရာမှာလည်းတခြားပွဲတွေဆုံမိနေတဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတယ်တကဘာလုံးကိုညှော်မှန်းပြီးတော့ကြည့်မယ်ဆိုရင်ဒီအချိန်မှာစုံစည်းပြီးတော့တခုခုလုံးနေကြမှာကြီးပဲအကုန်လုံးအဲ့လိုစုံစည်းမှုတွေဟာအကြောင်းမရှိဘဲနဲ့စုံစည်းတာမဟုတ်ဘူးဆိုင်ရာအကြောင်းတရားတွေရှိနေကြတယ်အဲ့ဒီအကြောင်းတရားတွေဟာကောင်းတဲ့အကြောင်းတရားလည်းဟုတ်တယ်မကောင်းတဲ့အကြောင်းတရားလည်းရှိတယ်ကောင်းတဲ့လုပ်ငန်းမှာစုံကြတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတဲ့စိတ်ဓာတ်တွေအခြေခံလို့စုံကြတာဖြစ်တယ်မကောင်းတဲ့အလုပ်တွေကိုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့မကောင်းတဲ့စိတ်ဓာတ်တွေကိုအခြေခံပြီးတော့စုံပေးကြတာဖြစ်တယ်တခါတည်းလူတွေစုံစည်းတယ်ဆိုတာအမခံများပြားတာကိုကြုံတွေ့ကြရပေါ့ဘုန်းကြီးတို့2004ခုနှစ်တုန်းကဂျာမနီနိုင်ငံဘာလင်မြို့တော်မှာဥရောပနိုင်ငံကလူတွေတန်းပေါင်းများစွာရောက်ရှိလာပြီးတော့စုံစည်းကြတဲ့ပွဲကြီးတစ်ခုကျင်းပတာကိုတယ်လီဗီရှင်းတွေကနေပြီးတော့မြင်ရတယ်ပေါ့အဲ့ဒီမှာလူတွေဘာလင်မြို့တော်မှာကျင်းပတဲ့လက်ပါရိတ်ဆိုတဲ့ပွဲကြီးဥရောပနိုင်ငံအသီးသီးကလာတဲ့လေယာဉ်မြန်တွေမီးရထားတွေကားလမ်းတွေပြည့်နေအောင်အလုံးလက်ပါရိတ်ပွဲကျင်းပတဲ့နေရာကိုတန်ပေါင်းများစွာသောလူတွေဟာစုယုံရောက်ရှိလာကြအဲ့ဒီလောက်များတဲ့ပုဂ္ဂိုလ်တွေဒီတနေရာထဲမှာလာဆုံးတယ်ဆိုတာလည်းပဲအတွင်းအစ္ဆဒဓာတ်သဘောချင်းတူလို့သာဆုံးလို့ရမတူတဲ့ပုဂ္ဂိုလ်တွေမသွားကြဘူးဆိုတာသိတာပေါ့အဲ့တော့လောကမှာဘုံဘဝမှာဆုံမိကြတယ်ဆိုတဲ့နေရာမှာအကောင်းဆုံးခြင်းလားမကောင်းသဖြင့်ဆုံးခြင်းလားအကျိုးရှိသောဆုံးခြင်းလားအကျိုးမရှိသောဆုံးခြင်းလားဆိုတာတော့ရွေးချယ်ကြရမှာဖြစ်တယ်လူတွေဟာအတွင်းဓာတ်ခံသဘောတည်းတူညီတဲ့အနေအထားကနေပြီးတဏှာကိုရောက်ရှိအောင်စုပေးလိုက်တဲ့သဘောဒီတဘာဝစိတ်ဓာတ်ကနေစုပေးလိုက်တရားပွဲမှာလာဆုံးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတရားနာကျင်တယ်ဆိုတဲ့စိတ်ဓာတ်ကဒီနေရာကိုစုပေးလိုက်တာဖြစ်တယ်ပေါ့တရားနာမယ်ဆိုတဲ့စိတ်ဓာတ်မရှိတဲ့ပုဂ္ဂိုလ်ကြဒီပွဲမှာရောက်မလာနိုင်ဘူးပေါ့ဒါကြောင့်မို့တူညီတဲ့စိတ်ဆန္ဒတွေကတဏှာထဲမှာစုဝေးရောက်ရှိစေခြင်းပဲဖြစ်တယ်ဒီသဘောကိုမြတ်စွာဘုရားကဓာတုတန်ရုပ်မှာဟောထားတဲ့စကားလုံးကဓာတုသောဘိက္ခဝေတတ္တာတန်တန်ဒန္တိသမင်းတိจิตသားယဟန်တို့တရားတွေဆိုတာစိတ်ဓာတ်အခြေအနေအစ္ဆဒယဆန္ဒဓာတ်သဘောအားဖြင့်ပေါင်းစုံမိကြတာတဲ့တူညီတဲ့အလုပ်တစ်ခုကိုလုပ်ကြတာ
အဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားကပြောတဲ့ခေါ်တဲ့အခါမှာဟိနာဓိမုတ်တိကာဟိနာဓိမုတ်တိကေဟိတန်တန်ဒန္တိသမင်းတိဟိနာဓိမုတ်တိကာဆိုတာဟိနာဆိုတာအောက်တန်းကြတဲ့အဓိမုတ်တိကနှလုံးသွင်းရှိတဲ့ပုဂ္ဂိုလ်အဓိမုတ်တိဆိုတာနှလုံးသွင်းစိတ်ဆန္ဒတယ်နှိမ့်ကြတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေကလည်းနှိမ့်ကြတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေချင်းတဏှာမှာစုမိကြတယ်ဆုံမိကြတယ်တူညီကြအဲ့ဒါလိုပဲကလျာဏာဓိမုတ်တိကာကလျာဏာဓိမုတ်တိကေဟိတန်တန်ဒန္တိသမင်းတိကောင်းမြတ်တဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေကလည်းကောင်းမြတ်တဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်အချင်းချင်းဆုံမိကြတယ်လို့အဲ့တော့အကြောင်းမဲ့ဆုံတာမဟုတ်ဘူးတဏှာမှာရောက်ရှိဆုံစည်းနေခြင်းဟာတူညီတဲ့စိတ်ဓာတ်ကနေပို့ပေးလိုက်လို့လာပြီးတော့ဆုံစည်းတာလို့အဲ့ဒါလို့ဆုံစည်းတာ ਨੇ ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီဓာတုတန်ရုပ်ပါဠိတော်မှာဘာလို့အကြောင်းပြုပြီးတော့ဟောတာလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကသာဝတိပြည်ရာဇဂိုပြည်ခိစကုတ်တောင်သတင်းသုံးပြီးတော့နေတဲ့အခါမြတ်စွာဘုရားရဲ့မလန်းမကန်းအယတ်မှာရဟန်းတော်တွေဟာဂရုလိုက်လမ်းလျှောက်ပြီးတော့စဉ္ညာသွားနေကြတာကိုတွေ့ရတယ်ပေါ့အဲ့လိုစဉ္ညာသွားနေတဲ့ယဟန်တော်တွေကိုလှမ်းကြည့်ပြီးတော့မြတ်စွာဘုရားကမိန့်ကြားတယ်အနိနာမှာရှိတဲ့ယဟန်တွေကိုမိန့်ကြားတယ်စစ်သားယဟန်တို့ဟိုမှာတန်လမ်းလျှောက်နေကြတာတွေ့ရလားအဲ့ဒီမှာလမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်တွေဟာ၉ပါးရှိတယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဘုရားရဲ့တပည့်တာဝကကြီးတွေအင်တန်ထင်ရှားတဲ့ဣတရက်ွယ်တို့နဲ့ချီးကျူးထားတဲ့ပုဂ္ဂိုလ်တွေပါဝင်၉ပါးဟာသူ့ရဲ့အတိုင်းအဝိုင်းနဲ့အတူတကွတဏှာထဲမှာစုံစည်းပြီးတော့စဉ္ညာလျှောက်နေကြတာမြတ်စွာဘုရားကအဲ့ဒါကိုမြင်ပြီးတော့အနိနာရှိတဲ့ယဟန်တွေကိုပြောတာအဲ့ဒီစဉ္ညာလျှောက်နေတဲ့ပုဂ္ဂိုလ်တွေကဘယ်သူလဲလို့ဆိုရင်ရှင်သာရိပုတ္တရာရှိတယ်ရှင်သာရိပုတ္တရာခေါင်းဆောင်တဲ့ယဟန်ရှင်မမောက္ကလံခေါင်းဆောင်တဲ့ယဟန်တွေရှင်မဟာကတ္တဗခေါင်းဆောင်တဲ့ယဟန်တွေရှင်အနုရုဒ္ဓခေါင်းဆောင်တဲ့ယဟန်တွေရှင်ပုံနခေါင်းဆောင်တဲ့ယဟန်တွေရှင်ဥပါလိခေါင်းဆောင်တဲ့ယဟန်တွေရှင်အာနန္ဒာခေါင်းဆောင်တဲ့ယဟန်တွေကလမ်းလျှောက်နေကြတယ်အဲ့ဒီနဲ့မလမ်းမကမ်းမှာဘုရားမြတ်စွာရဲ့သာသနာတော်မှာစိတ်ကောင်းမရှိလို့နာမည်ကောင်းမရတဲ့ရှင်ဒေဝရတ်ကလည်းသူ့အဖွဲ့တွေနဲ့စဉ္ညာလျှောက်ပြီးတော့နေတာအဲ့ဒီအချိန်မှာစုံစည်းနေကြသူ့ group လိုက်အစုလိုက်နေတာကိုကြည့်ပြီးတော့မြတ်စွာဘုရားကယဟန်တွေကိုမိန့်ကြားနေတာစစ်သားယဟန်တို့သာရိပုတ္တရာဟာများစွာသောယဟန်တွေနဲ့အစုလိုက်လမ်းလျှောက်နေကြတာအဲ့ဒီယဟန်တွေအားလုံးဟာပညာဘက်မှာထူးချွန်တဲ့ပုဂ္ဂိုလ်တွေကြီးပဲတဲ့။ဘာဖြစ်လို့လဲဆိုတော့ရှင်သာရိပုတ္တရာကပညာအရာမှဣတရေရထားတဲ့ပုဂ္ဂိုလ်ကိုဖျားပြီးလို့ရှိရင်ရှင်သာရိပုတ္တရာအဆင့်မီတဲ့ပုဂ္ဂိုလ်မရှိဘူးရှင်သာရိပုတ္တရာဟာထူးချွန်တဲ့ပညာနေရာမှာထူးချွန်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ဘယ်လောက်ထိထူးချွန်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားအဆင့်မှသမ္မာသမ္ဗုဒ္ဓအဆင့်မှဖြေနိုင်တဲ့မေခွန်းတောင်မှပဲအနည်းငယ်နီလန်လေးပြလိုက်လို့ရှင်ရှင်သာရိပုတ္တရာကအကျယ်တဝင်းဖြေနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဆိုလိုတာကဘုရားအရာမေခွန်းတောင်မှပဲ
ရှင်သာရိပုတ္တရာဖြေနိုင်စွမ်းရှိတယ်လို့ဒီလိုပြောတာအဲ့တော့ပညာထက်မြက်တဲ့ပုဂ္ဂိုလ်ပညာဆိုတာဟာတကယ်တော့လူသိတဲ့နေရာမှာမရှိဘူးလောကမှာပညာဟာအင်တမအစွမ်းတတ္တိရှိပေမဲ့လို့တကုရှင်နဲ့ပညာတတ်ဒီနှစ်ခုနှိုင်းရှင်လိုက်ရင်တကုရှင်ကိုပဲလူသိများတယ်ပညာတတ်တဲ့ပုဂ္ဂိုလ်လူသိမများဘူးတဲ့ပညာဆိုတာထင်ရှားတဲ့အရာမဟုတ်ဘူးဒါကြောင့်မို့လို့ပညာကိုစားနဲ့ဥပမာပေးထားပညာရှိကိုစားခဲလို့ဥပမာပေးထားတာရှိတယ်အဲ့ဒီသုတ်တန်တစ်ခုလည်းပဲရှိတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်တာဝရိန္ဒနတ်ပြည်ကိုတက်ပြီးတော့9ဝါမြောက်ဝါဆိုအဘိဓမ္မာတရားဟောပြီးတော့လူပြည်ပြန်လာတဲ့အခါအမတန်ကြီးမားတဲ့လူလူပရိသတ်ကြီးကရှင်သာရိပုတ္တရာကိုသိပြီးမသိကြဘူးစိတ်မဝင်စားကြဘူးသူတို့အတိအမှတ်ပြုတာအထင်ကြီးတာဘယ်သူတုံးဆိုရင်တကုရှင်ဖြစ်တဲ့ရှင်မောက္ကလန်တို့ဒေဝစက္ခုနဲ့စွမ်းအားရှိတဲ့ရှင်အနုရုဒ္ဓတို့ကိုပဲအထင်ကြီးကြသတင်းမေးတဲ့အခါမှာမြတ်စွာဘုရားဘယ်တော့ကြွလာမှာတော့ခုခေတ်ဆိုရင်တော့ပြောရေးဆိုခွင့်ရှိသူပေါ့နော်ရှင်အနုရုဒ္ဓတို့ကဖြေတယ်ဘုရားဘယ်တော့ကြွလာမယ်ဆိုတာသွားပြီးတော့တကူနဲ့ကြွရောက်ပြီးတော့မေးမြန်းနိုင်တာရှင်မောက္ကလန်တို့ကဖြေတယ်အဲ့တော့အဲ့ဒီလူထုပြိဿကြီးဟာရှင်မောက္ကလန်တို့ပို့ပြီးတော့အထင်ကြီးတယ်ရှင်သာရိပုတ္တရာရှိနေတော့လည်းပဲရှင်သာရိပုတ္တရာကိုသိပြီးတော့လူတွေကအထင်ကြီးတဲ့သဘောမရှိဘူးမြတ်စွာဘုရားလူပြည်ဆင်းလာတဲ့အခါမှာမြတ်စွာဘုရားကဒီအချက်ကိုတတိထားမိတယ်ဘုရားသာသနာတော်မှာပညာရှင်နဲ့တကုရှင်ဆိုရင်ပညာရှင်ကိုနံပါတ်1နေရာမှာထားတယ်တကုရှင်ကနံပါတ်2နေရာမှာရှိတယ်ဟိုက်ဟာရာကီလို့ခေါ်တယ်ဆင့်နဲ့ထားတဲ့အခါမှာပညာရှင်ကနံပါတ်1တကုရှင်ကနံပါတ်2ဒီလိုဆင့်ထားသို့တော်တကုရှင်ကိုသာနံပါတ်1ကိုကြော်ပြီးတော့နံပါတ်2ကိုလူသိများနေတာကိုမြတ်စွာဘုရားကသတိထားပြီးတော့တာဝရိန္ဒနတ်ပြည်ကနေစောင်းနှံ3သွယ်နဲ့လူပြည်ကိုကြွဆင်းလာတဲ့အခါသင်္ကတ္တတကားဝစောင်းနှံဥရောက်တဲ့အချိန်မှာမြတ်စွာဘုရားကိုပထမဆုံးနှုတ်ဆက်ကြောခွင့်ဒါကမြတ်စွာဘုရားရဲ့လက်ရရန်ဆိုတော့ဘုရားပြီးရင်ဒုတိယပေါ့ရှင်သာရိပုတ္တရာသို့တော့လူထုပရိသတ်ကရှင်သာရိပုတ္တရာရဲ့စွမ်းအစကိုမသိကြမသိလို့မြတ်စွာဘုရားကစောင်းနှံဥမှပဲရပ်ပြီးတော့မိကုံးနေမေးတာရှင်သာရိပုတ္တရာကမြတ်စွာဘုရားမေးသမျှတွေကိုဖြေဆိုတယ်နောက်ဆုံးမှာသမ္မာသမ္ဗုဒ္ဓဘုရားကသာဖြေနိုင်တဲ့မိကုံးမျိုးကိုနီလံပေးတဲ့အခါမှာရှင်သာရိပုတ္တရာဖြေနိုင်တယ်တခြားပုဂ္ဂိုလ်တွေဟာအဲ့ဒီမိကုံးရဲ့အဖြေကိုမသိနိုင်ကြဘူးရှင်သာရိပုတ္တရာဖြေမှသိနိုင်ကြတာဖြစ်သောကြောင့်အဲ့ဒီအချိန်မှာပရိသတ်ရဲ့အလယ်မှာရှင်သာရိပုတ္တရာရဲ့ဉာဏ်ရည်ဉာဏ်စွမ်းအစတွေဟာလူတွေကသိလာကြလို့အားလုံးကရှင်သာရိပုတ္တရာကိုထင်ကြီးလေးစားလာကြတယ်လို့ဆိုတဲ့အကြောင်းအရာအလည်းရှိတယ်ပေါ့တခါတုန်းကရှင်မောက္ကလန်နဲ့ရှင်သာရိပုတ္တရာတို့ဘာစကြိုပြေမှာဝါဆိုးနေကြအဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကသာဝတိပြေမှာဝါဆိုးတယ်သာဝတိနဲ့ဝါစကြိုအလန်းကွာတဲ့နေရာတရင်သုံးနေထိုင်ကြတာညနေ2ပါးဆုံတဲ့အခါကျတော့ရှင်မောက္ကလန်ရဲ့မျက်နှာကခါတိုင်းနဲ့ကြီးနေတယ်စိတ်ထဲမှာကျဉ်တ်နေတဲ့အပြုံးနေနဲ့ရှင်မောက္ကလန်ကိုရှင်သာရိပုတ္တရာကအကဲခတ်မိတယ်အကဲခတ်မိတဲ့အခါကျတော့
ငါရှင်သာရိပုတ္တရာဒီကနေ့နေ့လည်ခင်းကာလမှာအင်တန်ငြိမ်သက်တဲ့ငြိမ်းချမ်းတဲ့တမဘတ်နဲ့နေလာတာလားမျက်နှာအဆင်းတွေအလွန်ကြီးနေပါလားစိတ်ဓာတ်တွေပါလားငြိမ်းချမ်းတဲ့တမဘတ်နဲ့နေလာလို့ဒီလိုစိတ်ဓာတ်တွေငြိမ်းချမ်းပြီးတော့မျက်နှာတွေဟာရှင်လန်းနေတာလားလို့ဆိုမဟုတ်ပါဘူးတဲ့ဒါဖြင့်ဘာဖြစ်လို့မျက်နှာရှင်နေတာတော့ဆိုတရားနာရလို့တဲ့တရားနာရလို့မျက်နှာရှင်နေတာပါတဲ့ဘသူစီကနာရတာတော့ဆိုမြတ်စွာဘုရားစီကသူတရားနာရတာတဲ့အဲ့တော့ရှင်သာရိပုတ္တရာကနေပါအောင်ကိုတော့မြတ်စွာဘုရားကတာဝတိပြည်မှာအရှင်ဘုရားကဒီမှာဘယ်လိုလုပ်တရားနာတာတုံးလို့ဆိုသူတရားနာပုံလေးကိုပြောပြတာဝတိနဲ့ဇေတဝန်ခုခေတ်ဆိုရင်တော့လူတွေကထင်မှာပေါ့တယ်လီဖုန်းဆက်တာပေါ့နော်အဲ့ဒီတော့တယ်လီဖုန်းမှမရှိတာအခုခေတ်လူတွေကတပန်းတောင်သားနေသေးတယ်တယ်လီဖုန်းဆက်ပြီးတော့တရားနာလို့ရတယ်လေအဲ့တော့ရှင်မောဂလန်ကရှင်သာရိပုတ္တရာကိုဘယ်လိုပြောတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကဒီကနေပြီးတော့မြတ်စွာဘုရားကိုဒိဗ္ဗစက္ခုအဘိညာဉ်ဝင်စားထားဒိဗ္ဗသောတအဘိညာဉ်တလှည့်စီဝင်စားပြီးတော့ထားမြတ်စွာဘုရားကလည်းတပည့်တော်ဘက်ဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗသောတအဘိညာဉ်နှစ်ခုဝင်စားထားတပည့်တော်ကဒီကနေပြီးလှမ်းပြီးမြတ်စွာဘုရားကိုမေးခွန်းမေးတယ်တဲ့အရှင်ဘုရားပြည့်ပြည့်စုံတဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုအတိုင်းအတာနဲ့ပြည့်စုံမှပြည့်ပြည့်စုံတဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်နိုင်ပါသလဲဆိုတဲ့မေးခွန်းကိုတပည့်တော်ကဒီကနေလှမ်းမေးတာတဲ့လှမ်းမေးတော့မြတ်စွာဘုရားကဒီမေးခွန်းကိုဖြေတယ်မောက္ကလံပြည့်ပြည့်စုံတဲ့လုံလဝိရိယရှိသူဆိုတာရတဲ့ရတဲ့ရောက်တဲ့ရောက်တိုက်တဲ့တရားဓမ္မကိုရရှိဖို့အတွက်အယိုးကြည်ကြည်အရေးခမ်းခမ်းအသားအသွေးတွေ6ခမ်းပါစေမရမနေကြိုးပမ်းအားထုတ်မယ်မရခင်စัจ जा ဝိရိယတန်နာနေတာမျိုးမရှိစေပဲနဲ့ကြိုးပမ်းအားထုတ်တဲ့ပုဂ္ဂိုလ်မျိုးကိုသာလေပြီးပြီးစုံတဲ့လုံလဝိရိယရှိတယ်လို့ခေါ်ရတယ်လို့မြတ်စွာဘုရားကဖြေတယ်အဲ့ဒီအမေးဖြေလုံနေတာဟာဒိဗ္ဗစက္ခုဒိဗ္ဗသောတအဘိညာဉ်ဝင်စားပြီးတော့မြတ်စွာဘုရားနဲ့ရှင်မောဂလန်တို့လှမ်းပြီးတော့စကားပြောတဲ့အခန်းပဲအဲ့ဒါကိုတန်ရုပ်ပါဠိတော်မှာခတသုတ်လို့ခေါ်တယ်အဲ့ဒီတော့ရှင်သာရိပုတ္တရာကရှင်မောဂလန်ကိုပြောတယ်ရှင်မောဂလန်တို့များတကိုးကြည့်လိုက်တာအဝေးကြီးကမြတ်စွာဘုရားစီလှမ်းပြီးတော့မေးခွန်းနေမေးလို့ဘုရားဖြေတာကိုသူနာရတယ်ကြည့်လိုက်တဲ့တကိုးပေါ့တပည့်တော်တို့ဆိုလို့ရှိရင်ရှင်မောဂလန်ကတောင်ကြီးနဲ့အလားတရံတူတယ်တပည့်တော်ကအဲ့ဒီတောင်ကြီးနားမှာချထားဖို့ကြောက်တုံးကလေးလောက်ပါပဲလို့ရှင်မောဂလန်ရဲ့တကိုးနဲ့စာရင်ရှင်မောဂလန်ကတောင်ကြီးကဲ့သို့ကြီးမားပြီးတပည့်တော်ကအနီးနားမှာချထားရတဲ့ကြောက်တုံးလေးတစ်ဖွဲပါလို့ရှင်မောဂလန်ကိုဒီလိုချင်းမြောက်ပြီးတော့ပြောတဲ့အခါမှာရှင်မောဂလန်ကဘယ်လိုပြောတော့လို့ဆိုတော့ရှင်သာရိပုတ္တရာတဲ့အရှင်ဘုရားဟာဖျားပြီးရင်ပညာအထက်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်တဲ့အရှင်ဘုရားကစာအိုးကြီးတဲ့ကစာခဲကြီးနဲ့တူတယ်တဲ့တပည့်တော်ကအဲ့ဒီစာခဲကြီးနားမှာထားတဲ့စာဖွင့်ကလေးလိုပါပဲလို့ပြန်ပြီးတော့ပြောတယ်အဲ့တော့ပညာရှင်ကိုစာနဲ့ဥပမာပေးတာဒီလိုဆိုလို့လားဘာဖြစ်လို့ဒီဥပမာပေးရတယ်လဲလို့ဆိုရင်တကုရှင်ဆိုတာတောင်လိုလူသိတယ်မြင်ရတယ်တကုစွမ်းစက်တွေပြတဲ့အခါမှာမြင်ရစားဆိုတာကြတော့ဘယ်ဟင်းနဲ့မဆိုစားကပျောက်နေတာပဲရှားပေါ်တင်မှစားပါတယ်မပါဘူးသိတာစားမပါတဲ့ဟင်းဟာလဲပေါ့ရွှွတ်ရွှွတ်ဖြစ်နေဟင်းတိုင်းမှာလဲစားပါရတယ်နောက်ဆုံးမှာအချိုရမကတဲ့တောင်ဒီလေးအောင်လို့ဆိုပြီးတော့စားခတ်ကြတယ်စားမပါရင်မလေးနဲ့ဘူးအဲ့ဒါလိုပဲပညာရှိဆိုတဲ့ပညာဟာအရာရာကိုနှံ့ဆက်ပြီးတော့လွှမ်းခြုံနေတယ်လို့ဆိုတဲ့အဓိပ္ပာယ်နဲ့ပညာကိုစားနဲ့ဥပမာပေးတာတဲ့ပညာရှိကိုစားတဲ့ဥပမာတောင်ကြီးလို့လူသိထင်ရှားတော့မဟုတ်ဘူးစားဆိုတာ
နော်အိမ်ရှင်မတွေပြောသလိုအိမ်ထဲကစားတွေစားရတယ်လို့မရှိဘူးဟင်္ကတာနဲ့ကုန်တယ်တဲ့စားဆိုတာဘယ်သူကစားမှာတော့ငံကငံနဲ့သို့တော့သူမပါလို့ရှိရင်ဟင်းတွေဟာပေါ့ပြက်ပြက်ဖြစ်တယ်ပေါ့အေးအဲ့ဒါလိုပဲအရာရာမှာပညာရှိမပါရင်ပေါ့ပြက်ပြက်ဖြစ်တယ်လို့ကိစ္စတိုင်းမှာစားလို့ပဲစိတ်ဝင်ပြန့်နှံ့နေတာပညာရဲ့သဘောလို့ဒီအဓိပ္ပာယ်မျိုးကိုယူပြီးတော့ဒီဥပမာကိုသုံးတာဟာရှင်မောက္ကလံသုံးခဲ့တဲ့စကားတစ်ခုပဲလို့မှတ်သားရတယ်ပေါ့အဲ့တော့မြတ်စွာဘုရားကတာရိပုတ္တရာနဲ့အတူတကွလမ်းလျှောက်နေကြတဲ့ယဟန်တွေအားလုံးဟာပညာရှိတွေကြီးပဲပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေကြီးပဲအံ့ဩစရာကောင်းလိုက်တာစိတ်ဆန္ဒတူညီတဲ့ပုဂ္ဂိုလ်တွေဟာအစုလိုက်ဒီလိုနေကြတာဒါကြောင့်မို့ဓာတုသောဝဘိက္ခဝေတတ္တတန်တန်တန္တိပညာရှိတွေကပညာရှိနေမှအစဉ်ပြေတယ်အားလုံးဟာပညာကနေပြီးတစုတည်းဖြစ်အောင်စုပေးထားတယ်လို့ဒီလိုပြောတယ်တခါရှင်မောက္ကလံကြီးလိုက်တဲ့အခါသူလည်းသူ့အုပ်စုနဲ့လမ်းလျှောက်နေတယ်အေးမောက္ကလံကလည်းသူနဲ့အတူတကွလမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်တွေဟာတကိုးရှင်နေကြီးပဲအားလုံးဟာတကိုးကြီးမားတဲ့ပုဂ္ဂိုလ်တကိုးကြီးတယ်ဆိုတာသမထကျင့်စဉ်တစ်ခုကိုစွမ်းစွမ်းတမန်ကျင့်ထားပြီးတော့စွမ်းရည်တတ္တိတွေတိုးမြင့်နေအောင်ဒါကိုပဲအလုံးလုံးနေတာသမထကျင့်စဉ်ကိုအချိန်ချင်းထပ်နေအဘိညာဉ်နေအချိန်ချင်းထပ်ထပ်ဝင်စားလို့ဝတိဘော၅ပါးနဲ့စွမ်းရည်တတ္တိတွေထက်အောင်လုပ်နေကြတာမို့ရှင်မောက္ကလံတို့ဆိုတာအလုံးကိုထူးခြားတဲ့တကိုးရှင်ဖြစ်တယ်ပေါ့ခိပ္ပနိတန္တိလို့ဆိုတဲ့အတိုင်းတကယ်ကိုလင်းလင်းမြန်မြန်တကိုးအပြောင်းလွှဲလုံးနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်နန္ဒောပနန္ဒနဂါးကြီးကနှာခေါင်းလေနဲ့မှုတ်တဲ့အခါမှာတခြားယဟန္တာတွေမကာကွယ်နိုင်ဘူးတဲ့ရှင်မောက္ကလံတပါးသာကာကွယ်နိုင်တယ်ဘာဖြစ်လို့အလင်းအမြန်လောက်ရတာဖြစ်တယ်စက္ကန့်ပိုင်းနောက်ကျသွားရင်ပြာဖြစ်သွားနိုင်တယ်အစိတ်ခိုးတွေတင့်ပြီးတော့ပြာဖြစ်သွားနိုင်တယ်ဒါကြောင့်မို့တကိုးဆိုတာလေလေ့ကျင့်နေရလေ့ကျင့်နေလို့စွမ်းရည်တတ္တိတွေထက်တာဒါကြောင့်မို့မောက္ကလံနဲ့အတူတကွလမ်းလျှောက်နေကြတဲ့ယဟန်တွေဟာအာလုံးတကိုးရှင်တွေကြီးပဲဓာတ်သဘောအားဖြင့်စိတ်ဓာတ်ချင်းတူညီလို့တကိုးဆိုတဲ့စွမ်းရည်တတ္တိကသူတို့ကိုတစုတည်းစုဝေးစေတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာနောက်တစ်ခါရှင်မာကတ္တဗနဲ့လမ်းလျှောက်နေကြတာတစုတည်းကြည့်လိုက်တယ်ရှင်မာကတ္တဗနဲ့တစုတည်းနေတဲ့ပုဂ္ဂိုလ်တွေဟာဒူတင်ဆောင်ပုဂ္ဂိုလ်တွေကြီးပဲချိုးချိုးချမ်းချမ်းကျင့်ရမယ်နော်ယဟန်ဘဝဆိုတာကိလေသာတွေနည်းပါးအောင်ချိုးချမ်းတဲ့အကျင့်တွေကျင့်ရမယ်လို့သင်္ကန်းတောင်မှပန်းတကူသင်္ကန်းမှဝတ်ရမယ်သုံးတယ်တဲ့ပိုမထားရဘူးတောရเจ้าမှာပဲတစ်သလုံးနေရမယ်ဆွမ်းခံပြီးတော့ပဲစားရမယ်ဆိုတဲ့ဒီဒူရင်အကျင့်တွေကိုကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကြီးပဲသူတို့ကိုလည်းပဲဒူရင်အကျင့်ကနေပြီးတော့တစုတည်းဖြစ်အောင်စုပေးလိုက်တာပေါ့ဟောနောက်ဒီအရှင်အနုရုဒ္ဓနဲ့အတူတကွလမ်းလျှောက်နေကြတဲ့ယဟန်တွေကိုကြည့်လိုက်ဒေဝစက္ခုအဘိညာဉ်မှာစွမ်းရည်ကြီးပဲတဲ့အကုန်လုံးဒေဝစက္ခုအဘိညာဉ်မှာစွမ်းတတိရှင်နုရုဒ္ဓဆိုတာတထိုင်နဲ့စัจ java လာတစ်ထောင်ကိုတပြိုင်နဲ့ချိနိုင်တဲ့ဒေဝစက္ခုအဘိညာဉ်မျိုးရှိတဲ့ပုဂ္ဂိုလ်ယန္တာမဖြစ်ခင်ကတည်းကဒေဝစက္ခုကိုအလေးလာပြုလို့ကျွမ်းကျင်လာတဲ့ပုဂ္ဂိုလ်တူသူနဲ့အတူတကွနေတဲ့ယဟန်တွေကလည်းအားလုံးဟာဒိဗ္ဗစက္ခုမှာထူးချွန်တဲ့ပုဂ္ဂိုလ်တွေကြီးပဲသူတို့ကိုတစုတည်းဖြစ်အောင်ဟာလည်းပဲဒိဗ္ဗစက္ခုအဘိညာဉ်ကနေပြီးတော့စုဝေးပေးလိုက်တာတဲ့ဟောဓာတ်သဘောတွေကတူတစုတည်းဖြစ်သွားအောင်စုပေးတဲ့သဘောနောက်တစ်ခါအရှင်ပုံနမန္တာနိပုဒ္ဒမန္တာနိဆိုတဲ့ပုံနေမရဲ့သားဖြစ်တဲ့အရှင်ပုံနအဲ့ဒီအရှင်ပုံနာကလည်းသူ့ရဲ့သတင်းသုံးပေါ်တွေအတူတကွများစွာသောယဟန်တွေနဲ့အတူတကွလမ်းလျှောက်နေတယ်အဲ့တော့ရှင်ပုံနာဘယ်အရာမှာထင်ရှားတဲ့ပုဂ္ဂိုလ်တော့ဆိုတော့ဓမ္မကတိကအရာမှာထင်ရှားတယ်
ရှင်အနန္ဒာမထေရမြတ်တောင်မှပဲသာသနာပေါင်းဝင်လာတဲ့အခါမှာရှင်ပုံနာရဲ့တရားကိုနာပြီးတော့သောတာပန်ဖြစ်တာရှင်ပုံနာဆိုတာတခြားမဟုတ်ဘူးသာသနာတော်မှာပထမဆုံးယဟန်ဖြစ်တဲ့ရှင်ကွန်းတင်ညာရဲ့တူအရင်ဖြစ်တယ်ကပိလဝုမြို့ကလာတဲ့ပုဂ္ဂိုလ်ပဲမြတ်စွာဘုရားကိုမဖူးတွေးရခင်ကတည်းကယဟန္တာဖြစ်ပြီးတော့ကပိလဝုမြို့မှာထင်ရှားတဲ့ဓမ္မဂတိကတစ်ပါးဖြစ်တယ်ပေါ့ဓမ္မဂတိကထင်ရှားတာမှတာမန်ထင်ရှားတာမဟုတ်ဘူးရှင်ပုံနာအဝိဓမ္မနာမည်ကြီးနို့တို့ရှင်သာရိပုတ္တရာကတောင်အလွန်တွေ့ချင်တာတခါတော့ကသုတ်တန်တစ်ခုရှိတယ်ရထဝိနိဒသုတ်တန်မှာချိရှင်ပုံနာရှင်သာရိပုတ္တရာကအမြဲတမ်းမေးတယ်သတင်းကြားတာနဲ့စိတ်ကကြည်ညိုနေတာတရားဟောကောင်းတယ်ဆိုတာသတင်းကြားတာနဲ့ကြည်ညိုနေတရက်တော့ရှင်ပုံနာမြတ်စွာဘုရားစီရောက်လာရှင်သာရိပုတ္တရာကစောစောတည်းကမှားထားတယ်ရှင်ပုံနာရောက်လာရင်သူ့ကိုပြောကြသမှာမှားထားတော့ရှင်ပုံနာရောက်လာတဲ့အခါမှာရဟန်းတော်တစ်ပါးကသွားလျှောက်တယ်အရှင်ဘုရားအမြဲတမ်းတောင်းတနေတဲ့ရှင်ပုံနာအခုရောက်နေပြီဘုရားဆိုအားချင်းသွားပြီးတော့တွေ့တဲ့အခါမှာရှင်ပုံနာကဘုရားကိုဘုရားထံဝင်ရောက်ကြော့ပြီးတဲ့အခါမှာတောရဘက်ကိုထွက်သွားတယ်တောတဲ့ဘက်ကိုထွက်သွားတော့ရှင်သာရိပုတ္တရာကမျက်ခြေပြတ်မှဆိုလို့နောက်ကနေလိုက်တယ်ခိုရောက်တဲ့အခါကျတော့ရှင်ပုံနာကတစ်ပင်ရင်အောက်မှာဝင်ပြီးတော့ထိုင်ပြီးတော့တရားနှလုံးသွင်းပြီးတော့နေတယ်အဲ့တော့ရှင်သာရိပုတ္တရာကဒီအချိန်ပေါ့တွေ့ဖို့အချိန်မဟုတ်သေးဘူးတရားနှလုံးသွင်းပြီးတော့ဒါကပဋိသင်္လာနလို့ခေါ်တယ်တဘာရီနေတဲ့အချိန်မှာဝင်မတွေ့ရထုံးစံရှိတယ်ပဋိသင်္လာနဆိုတာအာယုံအသီးသီးပေါ်မှာစိတ်ကိုမသွားစေပဲချုပ်တိပ်ပြီးတော့တဘာရီတရားနှလုံးသွင်းနေတဲ့အချိန်အဲ့ဒီအချိန်မှာဝင်မတွေ့ဘူးခက်လန်းလန်းကလည်းမျက်ခြေမပြတ်အောင်ထိုင်းနေလိုက်တယ်သူတရားနှလုံးသွင်းနေတယ်လို့ရှင်သာရိပုတ္တရာကလည်းအချိန်နေစောင့်ညနေခင်းရောက်တဲ့အခါကျတော့တရားနှလုံးသွင်းရာကထလာရှင်သာရိပုတ္တရာကရှင်ပုံနာအနီးနားသွားပြီးတော့မေးခွန်းတွေမေးတာပဲတရားနာခြင်းလို့မေးခွန်းတွေမေးတာမသိလို့မေးတာမဟုတ်ဘူးတရားဟောကောင်းတယ်ဆိုလို့တရားနာခြင်းလို့သွားပြီးတော့မေးခွန်းတွေမေးတာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ရထဝိနိဒသုတ်တံဆိုတာရှိတယ်ပေါ့အဲ့လိုရှင်ပုံနာဆိုတာဟောပြောတဲ့ဘက်မှာအင်တမထူးချွန်ပြောင်မြောက်တယ်ပေါ့ထူးချွန်ပြောင်မြောက်တယ်အဲ့တော့သူနဲ့အတူတကွာလမ်းလျှောက်နေကြတဲ့ယဟန်တော်တွေကလည်းဓမ္မဂတိကအရာမှာထူးချွန်ကြတဲ့ယဟန်တွေကြီးပဲတဲ့မေတ္တာမဝါဒနာတူရာစုကြတယ်လို့ပြောလို့လည်းရတာပေါ့နော်အရေးချင်းတူတဲ့ပုံကိုယ်တွေစုကြတာဟောနောက်အစုတစ်ခုကြည့်လိုက်မယ်ဆိုရင်ရှင်ဥပါလိဆိုတာဝိနည်းအရာမှာဣတရေရတဲ့ဝိနည်းဒရဝိနည်းအကြောင်းကိုအမြဲတမ်းစဉ်းစားနေတဲ့ပုဂ္ဂိုလ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ထူးချွန်ခြင်းရင် specialize လို့ခေါ်တယ် specialize လုပ်ကိုလုပ်မလုပ်ရင်မထူးချွန်အထွေထွေသွားနေလို့ဘယ်သူမှမထူးချွန်ဘူးတစ်ခုတည်းကို specialize လုပ်ထားတာသူကဝီနီးနဲ့ပတ်သက်ပြီးတော့ specialize ပဲအဲ့ဒါကြောင့်မို့လို့ဝီနီးအရာမှာထူးချွန်တယ်သူကိုယ်တိုင်ကပြောခဲ့တယ်လေဝိနယောအာတယောမရှံဝိနယောဌာနစင်္ကမဝိနေဝါတံကပိမိဝိနယောမမခောစရောတဲ့ဆိုလိုတာကနော်ဝီနီးတီတာသူ့ရဲ့နေရာဖြစ်တယ်ပေါ့ဝီနီးတီတာလည်းသူရက်တဲ့နေရာသူဆင်းညံသွားတဲ့နေရာသူထိုင်တဲ့နေရာဖြစ်တယ်ပေါ့ဝီနီးတီတာလည်းသူ့ရဲ့ချက်စားရာဖြစ်တယ်ဒီလိုပြောခဲ့တာဆိုလိုတာကထိုင်းနေလဲဝီနီးအကြောင်းစဉ်းစားတယ်ရက်နေလဲဝီနီးအကြောင်းစဉ်းစားတယ်လျောင်းနေလဲဝီနီးအကြောင်းစဉ်းစားတယ်ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့ဝီနီးနဲ့ပတ်သက်ပြီးတော့ဒီထူးချွန်အောင်လုပ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့တကယ်ကိုဝီနီးအရာမှာဣတရေရတဲ့ဝိနည်းဒရပုဂ္ဂိုလ်မြတ်ကြီးဖြစ်တယ်ပေါ့သူနဲ့အတူတကွာနေတဲ့ပုဂ္ဂိုလ်တွေဝီနီးအရာမှာထူးချွန်တဲ့ပုဂ္ဂိုလ်တွေကြီးပဲဟောဝီနီးပေါ်မှာလေးစားပြီးတော့
ဝီနီးတရားကိုလေ့လာလှိုက်စားတဲ့ပုဂ္ဂိုလ်တွေအချင်းချင်းအဲ့ဒီဝီနီးတရားတော်ကစုပေးလိုက်တဲ့သဘောတဲ့တစုတည်းဆုံမိသွားကြတယ်ပေါ့ဒီလိုဆိုလို့လားဟောနောက်တစ်ခါကျတော့ရှင်အာနန္ဒာရှင်အာနန္ဒာလည်းပဲသူ့အစုနဲ့လမ်းလျှောက်ရှင်အာနန္ဒာဆိုတာမြတ်စွာဘုရားတရားတော်တွေဟောသမျှဓမ္မခန္ဓာပေါင်း8400တရားတွေသူနှုတ်တဲ့ဆောင်းနိုင်တဲ့စွမ်းရည်တတ္တိရှိဘဟုတုတအရာမှာဣတရေယဘဟုတုတဆိုတာအများကြီးသင်ထားတယ်ဘာနဲ့သင်အောင်နားနဲ့သင်နားထောင်ထားတယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောသမျှတရားတွေကိုရှင်သာအရှင်အာနန္ဒာကအယအမိဆောင်ထားလို့ခဏိအထိသံဃာယနာတွေတင်းလာတဲ့ဟာရှင်အာနန္ဒာတို့ကစတင်ပြီးတော့ research လုပ်လာတဲ့ကျမ်းစာတွေဘုရားဟောတဲ့တရားတွေပဲဖြစ်တယ်အမြဲတမ်းကျေးဇူးတင်စရာကောင်းတဲ့မထေမြတ်ပေါ့ရှင်အာနန္ဒာတို့ဒီလိုမဆောင်ခဲ့ဘူးမကြက်မှတ်ခဲ့ဘူးဆိုလို့ရှိရင်ဒီကနေ့ခေတ်ဘုရားတရားတော်တွေဟာများများဆဆကြီးကြားနာခွင့်ရကြမှာမဟုတ်ဘူးတဲ့အခုတော့အများကြီးပဲထုတယ်အမြဲတမ်းကြီးမားတဲ့ပိဋကတ်30နိကေ9ပြဓမ္မခန္ဓာပေါင်း8400ဆိုတာဒီကနေ့အထိရရှိနေကြတာပေါ့တွေ့ရှိနေကြရှင်အာနန္ဒာမထေရမြတ်ကိုယ်တိုင်ကပြောတယ်လေသူဟာ8400နဲ့က82,000ကိုမြတ်စွာဘုရားစီကသင်ယူခဲ့တာပါတဲ့ဓမ္မခန္ဓာ82,000ကိုမြတ်စွာဘုရားစီကသင်ပြီးတော့ကျန်တဲ့2000ကိုတော့ရှင်သာရိပုတ္တရာစတဲ့ယဟန်နေစီကသင်ယူခဲ့တာဒါကြောင့်မို့လို့သူ့နှုတ်ရှားမှာဓမ္မခန္ဓာပေါင်း8000တယ်လို့ပြောတာအဲ့တော့ဘုဒ္ဓအရာမှာအမြဲတမ်းထူးချွန်တဲ့ပုဂ္ဂိုလ်သူမြတ်ဖြစ်တယ်ပေါ့အဲ့ဒီဘုဒ္ဓအရာမှာထူးချွန်တဲ့ရှင်အာနန္ဒာမထေရမြတ်နဲ့ရံပတ်ပြီးတော့နောက်ကနေလိုက်ပြီးစဉ္ညာလျှောက်နေကြတဲ့ပုဂ္ဂိုလ်တွေကလည်းစာပေရာမှာထူးချွန်တဲ့ဘုဒ္ဓရှိတဲ့ပုဂ္ဂိုလ်တွေကြီးပဲတဲ့ဘဟုတုတရှိခြင်းတူတဲ့သဘောကသူတို့တစုတည်းဖြစ်အောင်စုပေးလိုက်တာဂရုတစ်ခုဖြစ်သွားတယ်။ဟောဒီသဘောကိုမြတ်စွာဘုရားကဓာတုသောဘိက္ခွေတတ္တတန်တန်ဒန္တိသမင်းတိจิตายဟန်တို့စိတ်ထက်ခြင်းအည်ခြင်းဓာတ်သဘောခြင်းအားဖြင့်တတ္တဝါတွေဟာစုစည်းထားတာဖြစ်တယ်။အဲ့တော့တဏှာမှာစုမိတယ်ဆိုတာဓာတ်သဘောချင်းတူမှစုလို့ရဓာတ်သဘောချင်းမတူရင်စုလို့မရဘူးလို့ဒီလိုပြောတာနော်နောက်တစ်ခါခက်လန်းလန်းမှကြည့်လိုက်မယ်ဆိုရင်ရှင်ဒေဝရသူကလည်းသူ့ခြံရံပရိသတ်နဲ့လမ်းလျှောက်နေတယ်ရှင်ဒေဝရကဘာတွေတွေးနေလဲဆိုရင်ဖြတ်လန်းကနေဖျားလုပ်ဖို့စဉ်းစားနေတာသူကအဲ့ဒါကြတော့ပါပိဿရုပ်မာတဲ့စိတ်ဆန္ဒတွေလွှမ်းမိုးနေတယ်သူ့မှာတန်ဃာတွေကိုခေါင်းဆောင်လုပ်ချင်တယ်တန်ဃာအဖွဲ့အစည်းကြီးကိုအကြီးအကဲလုပ်ချင်တယ်အဲ့ဒီအကြီးအကဲလုပ်ချင်တဲ့စိတ်ဓာတ်လူကြီးလုပ်ချင်တဲ့စိတ်ဓာတ်ကသူ့ကိုလွှမ်းမိုးပြီးတော့ထားတယ်သူနဲ့အတူလမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒီလိုစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေကြီးပဲတဲ့ဟောပါပိဿဆိုတဲ့မကောင်းတဲ့အတွေးတွေဝင်နေတဲ့မကောင်းတဲ့လူရင်ဆန္ဒတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲမကောင်းတဲ့စိတ်ဆန္ဒချင်းတူရာဟာစုစည်းမိတာဖြစ်နေတယ်ဟုတ်တာပေါ့တရားဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကတရားပွဲရောက်ကြတယ်ရုပ်ရှင်ဝါဒနာတဲ့ပါတဲ့ပုဂ္ဂိုလ်တွေကတယ်လီဗီရှင်းရှေ့မှာရုပ်ရှင်ကြည့်ကြတယ်ဘောလုံးဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကဘောလုံးပွဲရှေ့မှာရောက်ပြီးတော့ဘောလုံးကြည့်ကြတယ်ဘီယာတို့အရက်တို့ဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကလည်းဘီယာအရက်ဆိုင်မှာစုကြတယ်ပေါ့လူဆိုတာတယောက်နဲ့တယောက်မတူဘူးပေါ့တဘာဝချင်းတူရာစုမိနေကြတယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားကဟောတာအဲ့တော့ဘုန်းကြီးတို့တွေလောကလူတွေဟာဒီလိုအခြေအနေအရစုပြီးတော့နေကြတဲ့အခါမှာတို့ကိုစုမိအောင်လုပ်တဲ့ဟာကောင်းတဲ့အရာလားမကောင်းတဲ့အရာလားလို့ဆက်လက်ပြီးတော့စဉ်းစားဖို့လိုအပ်တယ်ပေါ့မကောင်းတဲ့အရာကတို့ကိုစုတယ်ဆိုရင်ကောင်းတာဖြစ်ဖို့ကိုကလှုပ်ဆောင်ရမယ်အမှတ်ရရ မြတ်စွာဘုရားကဆက်ပြီးတော့ဟောထားတယ်
တရားတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာတရားတရားကင်းမဲ့တဲ့သူချင်းစုမိကြတယ်တဲ့အရှက်မရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းအရှက်မရှိတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်တဲ့ဒုစရိုက်လုပ်ငန်းနဲ့ပတ်သက်ပြီးအကြောက်အလန့်မရှိတဲ့ပုဂ္ဂိုလ်တွေကလည်းအကြောက်မလန့်မရှိတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်ဘဝတုတ္တနဲတဲ့ပုဂ္ဂိုလ်တွေကလည်းဘဝတုတ္တနဲတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်တဲ့ပြင်းကြီးတဲ့ပုဂ္ဂိုလ်တွေကလည်းပြင်းကြီးတဲ့ပုဂ္ဂိုလ်တွေချင်းတဏှာမှာစုမိကြတယ်ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာမှာပညာမဲ့တဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်တတိလက်လွတ်နေတတ်တဲ့ပုဂ္ဂိုလ်တွေမိမိလျော်ရော့နေတတ်တဲ့ပုဂ္ဂိုလ်တွေကလည်းမိမိလျော်ရော့နေတတ်တဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်လို့ဟောတဘာဝတူရာစုတယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားဒီလိုဟောတယ်တရားတရားရှိတဲ့အကောင်းဘက်ကပြောမယ်ဆိုရင်တရား